ရှိတော့ငါပန်းရောက်စုံနေပွင့်နေတဲ့ตาရတဲ့တောင်ကုန်းလေးတစ်ခုပေါ်မှာလိပ်ပြတင်ငယ်ချင်းတယောက်ရှိကြတယ်။တယောက်ကတော့စိတ်ထားအေးဆေးတဲ့ကြည်ပြူးတဲ့နောက်တယောက်ကတော့ရုပ်လေးလာသလားမနာလိုစိတ်ကြီးတဲ့နုနုတဲ့နုနုဟာသူ့ကိုယ်သူအလှဆုံးလို့ထင်နေပေမဲ့တခြားလိပ်ပြတွေကကြည်ပြူးကိုဝိုင်းပြီးချီကျူးတာကိုမြင်စိတ်ထဲမှာမခံချင်အောင်ဖြစ်တတ်တယ်။ဒီနေ့မှာဥယျာဉ်ဆောင်အဖိုးကကြည်ပြူးကိုကြည့်ပြီးအိုးကြည်ပြူးရဲ့တောင်ပန်လေးတွေကကြည်ရတာအရွယ်အေးချမ်းတာပဲလို့ပြောလိုက်တယ်။အဲ့ဒီစကားကိုကြားချင်းနုနုဟာမျက်နှာကြီးနီမြန်းလာပြီးသူ့တောင်ပန်တွေကဘာလာလို့လဲငါတောင်ပန်တွေကပို့ပြီးတက်ပြောင်လာကိုဘာလို့သူ့ကိုပဲချီကျူးနေကြရလဲလို့တွတ်ရေရွတ်နေတော့တာပေါ့နုနုဟာကြည်ပြူကိုလူတွေမချီကျူးနိုင်အောင်အကွက်ဆင်ဖို့ကြံစီတော့တယ်ဒီနေ့မှာကြည်ပြူကပန်းပွင့်လေးပေါ်မှာအိတ်နေတော့နုနုဟာရှုညွန်အမဲတွေကိုယူပြီးကြည်ပြူရဲ့တောင်ပန်လေးတွေပေါ်မှာတိတ်တဆိတ်သွားတုပ်လိုက်တယ်အခုတော့မင်းကဘသူမှလာတယ်လို့မပြောတော့ဘူးလို့နုနုကကျေနပ်စွာနဲ့တဟားဟားရဲပြီးပြန်တန်းထွက်သွားတာပေါ့ဒါပေမဲ့နုနုဟာတစ်ဖက်သူကိုဒုက္ခပေးဖို့ပဲအာယုံစိုက်နေမိတာမို့ရှေ့မှာရှိတဲ့ပင့်ကူအင်ကြီးကိုမမြင်မဲ့တန်မမတ်ပြန်မိပြီးပင့်ကူမြင်နေကြတဲ့မှာညှိပါတော့တယ်ကဲကြပါအောင်လို့နုနုကအော်ဟစ်နေတော့မှပဲကြည်ပြူကရောက်လာပါတယ်ကြည်ပြူဟာသူ့တောင်မှာရှုံ့တွေပေးနေပေမဲ့နုနုကိုမြင်တော့မနှောင့်နေပဲအစွမ်းကုန်ပူညီပြီးပင့်ကူမြင်နေကြကဆွဲထုတ်ပေးခဲ့တယ်နုနုဟာဘေးကင်းသွားတဲ့အခါကြည်ပြူရဲ့ပေချန်နေတဲ့တောင်ပန်လေးတွေကိုကြည့်ပြီးရမ်းကိုရှက်မိသွားတယ်ကြည်ပြူငါတောင်းပန်ပါတယ်ဟာမင်းကိုလူတွေချီကျူးတာကိုမနာလို့ငါမင်းရဲ့တောင်ပန်တွေကိုရှုပ်တွေနဲ့တုပ်ခဲ့တာပါဒါပေမဲ့မင်းကတော့ငါ့ကိုအခုလိုခေတင်ခဲ့တယ်နော်လို့ငိုရင်းနဲ့ဝန်ခံလိုက်ရပါတော့တယ်ကြည်ပြူကပြုံးပြီးရပါတယ်နုနုရဲ့တယောက်ချင်းစီမှာသူ့အလားနဲ့သူရှိကြတာပဲမနာလို့စိတ်ကကိုပဲပူလောင်စေတာပါလို့ချို့တာစွာပြောလိုက်တယ်ပုံမြင်လေးကပေးခြင်းနဲ့သင်ခန်းစာကတော့သူတစ်ပါးရဲ့အောင်မြင်မှုနဲ့အလားတရားကိုမနာလို့ဖြစ်ခြင်းဟာကိုယ့်ရဲ့ပျော်ရွှင်မှုကိုသာဖျက်ဆီးပစ်တာဖြစ်ပါတယ်သူတစ်ပါးအတွက်ဝမ်းမြောက်ပေးနိုင်တဲ့စိတ်ထားကသာကိုအမှန်တကယ်လှပစေမှာဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာရစရာပုံမြင်လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ရှင်